ဒီနေ့အတွက်ကတော့ကြောက်ပွင့်တုံနီလေးပြောပြမယ်နော်ကြောက်ပွင့်အောင်မလောင်နဲ့တုံမှာပါကြောက်ပွင့်ကရေအချောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ကိုရေစိမ်ပါမယ်ရေစိမ်လိုက်ရင်ပွားပြီးတက်လာပါရဲ့ပြီးရင်တော့တခါလဲရေမစိမ်ခင်အကျန်းအနေထားလေးဆေးပါမယ်ဒါကရိုးရည်နဲ့ဆေးတာပါပြီးရင်တော့ရေချက်ရည်နဲ့နောက်တစ်ခေါက်ပြန်ဆေးပါမယ်ဆေးပြီးသွားရင်တော့ကြောက်ပွင့်မှာရေလေးစုံနေတဲ့အတွက်ကြောင့်မလို့တခါလဲညှစ်ချပြီးတော့သူ့ကိုရေနဲ့1 နာရီ2 နာရီလောက်စိမ်ပါမယ်စိမ်ထားရင်အဲ့လိုမျိုးကြောက်ပွင့်နေရပွားပြီးတော့တက်လာရပေါ့နော်တက်လာအဲ့အနေပြီးသွားရင်တော့ရေထဲကနေကြောက်ပွင့်ကိုဆဲထုတ်ပါမယ်ပြီးရင်ကြောက်ပွင့်ကိုတခါတည်းဓာတ်နဲ့လည်းဒီပြီးဖြတ်လို့ရတယ်လို့ကက်ကြီးနဲ့လည်းဖြတ်လို့ရပါရဲ့သူ့ရဲ့အိမ်အဝါရောင်ချင်းအိမ်နေရာလေးကိုတကန်စားလို့မရတဲ့အတွက်ကြောင့်မလို့မာနီရဲ့အတွက်ကြောင့်မလို့ဖယ်ထုတ်ပါမယ်ဖယ်ထုတ်ပြီးသွားရင်တော့ကြောက်ပွင့်တွေကိုကိုလိုချင်တယ်လို့အနေထားလေးကိုတခါလဲညှက်ထည့်ပါမယ်ဒါကတလုံးစာလေးညှက်ထည့်လို့ရတယ်လို့ကိုကြီးကြရင်ကြီးလေးညှက်ထည့်လို့ရပါရဲ့အဲ့လိုမျိုးညှက်ထည့်လိုက်တာပို့ပြီးတော့မြန်နေပေါ့နော်ပြီးရင်တော့ဒါကတော့ခါကျဦးပေါ့နော်မုံလာဦးညီလေးကိုအခွန်ခွာမယ်အခွန်ခွာပြီးွားရင်တော့ဂျစ်တန်နဲ့တခါလဲစိန်ခလုံးလို့ခေါ်မယ်ထင်တယ်နော်အားလေးကိုတခါလဲချစ်ချပါမယ်အခွန်ခွာဘွားရည်လေးနဲ့တစ်ခေါက်စီပါမယ်အခုဒီပုံစံပြထားတဲ့အနေအထားလေးလည်းချစ်လို့ရပါရဲ့တခြားကိုကြိုက်တဲ့ပုံစံအနေအထားလေးလည်းချစ်လို့ရပါရဲ့ပြီးရင်တော့တခါလေးရောတော့ပါမယ်ကြောက်ပွင့်နေနဲ့ဒါကတော့အောက်ကကြောက်ပွင့်အပေါ်ကမုံလာဦးနီပြီးရင်ဒါကမြေပဲဆန်ထောင်းထားလေးပေါ့နော်ပြီးရင်တော့စီချက်ကိုအရေမတည့်တဲ့အတွက်ကြောင့်မလို့အဖက်လေးပဲထည့်ပါမယ်ပြီးရင်ငံပြာရည်လေးထည့်ပါမယ်ဒါကအတုပ်တုပ်တဲ့ငံပြာရည်ပါအားလေးထည့်ပြီးသွားရင်တော့နောက်တစ်ဆင့်အနေနဲ့ကငရုတ်သီးစိမ်းလေးနှီးထားလေးပါတခါလေးထည့်ပါမယ်ပြီးရင်တမယာသီးလေးညှစ်ထည့်ပါမယ်ကိုချိုင်းနှင်းတက်တဲ့အသားနဲ့လည်းတွဲပြီးတော့တုပ်လို့ရပါတယ်အသားမပန်ထည့်ပဲနဲ့ဒီလိုမျိုးအတုပ်အနေထားလေးနဲ့လည်းတုပ်စားလို့ဟင်းတစ်ခွက်ဖြစ်ပါတယ်အားလုံးပဲလိုက်တုပ်စားကြည့်ပါအောင်เนาะကျေးဇူးတင်ပါတယ်